အိတ်ဖောင်းကျေတော့မယ်ဆိုတော့ညီကိုတွေဘလင်းနဲ့ဘက်တစ်ဘာချမလဲโอเคကျွန်တော်ရဲ့အမြင်လေးကို sharing လုပ်ပေးခြင်းပါတယ်ဒီကျွန်တော်တို့ဘလင်းတို့10လပိုင်း9ပွဲခတ်ပြီးတော့4ပွဲရှုံးထားတယ်တပွဲရတော့တည်ပြီးတော့ကိုပါပွဲရလွဲလို့ရှိရင်ကျန်တဲ့ပွဲတွေအကုန်ရှုံးထားတယ်မက်ဒရစ်လိုကောင်မျိုးကတော့ရှုံးတာထားပါတော့ဗျာဟိုလာလီဂါမှာကျန်းတိုက်နေတဲ့ဂီရိုနာရိုအိုဗီတိုတို့တောင်မနိုင်ပဲဒီခန်းစစ်ပိုင်းမှာလည်းတော်တော်ဆူရပါတယ်ဒီကျွန်တော်တို့ဒီခတ်ထားတဲ့တခြားပေါ့နော်9ပွဲကို10လုံးအောင်ပေးရတယ်ပေါ့နော်တိုက်စစ်ပိုင်းမှာလည်း2ဂိုးတဲ့ထီရတဲ့ထီအတင်းရတော်တော်ယူရွဲနေတာပါဟုတ်ကဲ့ဘတ်တစ်ဘက်ကိုကြည့်ရမယ်ဆိုလို့ချင်းပြီးခဲ့တဲ့10လပိုင်းတစ်ပိုင်းလုံးစပိန်လာလီဂါမှာအီဒီကိုတဝဲတဲ့သားသူရှုံးထားပြီးတော့ကျန်တဲ့ပွဲတွေကိုနိုင်တဲ့ပွဲတွေနိုင်အောင်ခတ်ထားပါတယ်ဒီတိုက်စစ်ပိုင်းကလည်းသူ့အနေနဲ့သူတင်းရင်ရှိပါတယ်ရှူးတဲ့အတင်းကိုသူရှူးနိုင်တယ်ခန်းစစ်ပိုင်းလည်းရုပ်ပြက်စင်းပြက်ကြီးရွရွကြီးဖြစ်နေရတော့မဟုတ်ပါဘူးသူထိန်ကစားနိုင်တယ်လို့စိတ်တင်တဲ့လောက်တော့စေပါတယ်ဟုတ်ကဲ့တူတူနဲ့လိုရင်းပြောရမယ်ဆိုလို့ရှင်ချီနဲ့ကြေးနဲ့ရှင်းရရင်ဒီစတက်ပွဲခတ်ပြီးတော့ပေးကို20နဲ့ကျွန်တော်တို့ခန်းစစ်တော်ယူရဲပြီးတော့เนาะတိုက်စစ်ပိုင်းလဲရှူရမရှိတဲ့ဒီဘလင်းလိုကောင်မျိုးကိုဘတ်တစ်တူပေါ့เนาะဒီအမတ်ရလို့စိတ်ဆန္ဒနိုင်လို့စိတ်ပြင်းပြမယ်ဆိုလို့ရှိရင် level 60လောက်အစားကျွန်တော်အမြင်အနည်းဆုံး level ရှုံးလောက်ကတော့မဖြစ်မနေပေးတင်ပါတယ်ဘာလို့ဆိုတော့ဘတ်တစ်တူကဂိုးရှူရရှိတယ်လို့ခန်းစစ်လဲစေတယ်ဘလင်းတို့ကကျတော့တော်တော်ကိုယူရဲနေတာပါတိုက်စစ်ခံစေပြောကြမလို့အောင်စုံနေတာပါထွင်းချက်အနေနဲ့ဘတ်တစ်တို့မှလည်းအဝေးကွင်းနည်းနည်းကစားပုံအားနေတဲ့ဇယိုက်လေးရှိပါတယ်အဝေးကွင်းအားနေတယ်ဆိုပေမဲ့ကျွန်တော်တို့ဒီလိုဘလင်းလိုကောင်မျိုးပေါ့နော် level 60ရှုံးစား level ရှုံးတော့အနည်းဆုံးဖွင့်နေပါတယ်ဖြစ်တဲ့ကြီးတဲ့ပြားလေးတွေလောက်ရောက်နေလို့ကျွန်တော်ဘူကီဒီရဲ့ဆန္ဒအရ Big Valencia Borio နှစ်သက်မိပါတယ်စေတနာထားအချိန်ပေးရွေးချယ်ထားတာဖြစ်လို့အကြိုက်တူမှဆိုဖို့ကြိုတင်မြတ်တာရက်ခံပါတယ်နေ့စဉ်ဒီလို free television ကိုကြည့်ရဖို့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ထားခဲ့နိုင်ပါတယ်ပွဲကောင်းရင်ကောင်းသလိုမောင်းတွေတင်ပေးတဲ့ Telegram channel လေးကိုအောက်က comment မှာထည့်ပေးထားပါတယ် okay ညီကိုများအားလုံးဆင်ပြေကြပါစေဗျ